Hello အားလုံးပဲမင်္ဂလာပါနာဘီရဲ့ pick up by reading တွေကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်နာဘီပေါ့နော် pick up by reading တွေလုပ်တာတော်တော်လေးကြာပြီဒီရက်ပိုင်းဒီလအတွင်းမှာကျမကြီးတိတ်မကောင်းပေါ့နော်အားအကြောင်းမို့ပိုင်ဗီဒီယိုတွေမလုပ်တာတော့ကြာပြီပေါ့နော်နာဘီဒီနေ့မှာတော့ pick up by reading တွေတပုတ်လုပ်ပြီးချင်လာလို့ပေါ့နော်ခေါင်းစဉ်လေးကလည်းနာဘီမလုပ်ဘူးပေါ့နော်ကိုယ့်ရဲ့ဒီfuture spouse ဖြစ်လာမဲ့သူကပေါ့နော်ကိုယ့်ရဲ့အိမ်အောင်ဘက်အများကြီးတွေးလို့ရတယ်ကိုယ့်ရဲ့စုမိတ်ဖြစ်လာမဲ့သူကိုယ့်ရဲ့အိမ်အောင်ဘက်ဖြစ်လာမဲ့သူပေါ့နော်ကိုယ့်ရဲ့အိမ်အောင်ဘက်ဖြစ်လာမဲ့သူကကိုယ့်ပေါ်ဘယ်လိုမျိုးအဲ့လိုမျိုးဆက်ဆံပါလဲပေါ့နော်သူ့ရဲ့ကိုယ့်ကိုဘယ်လိုမျိုးtreatment လေးလုပ်ပြီးမှလဲအဲ့ဒါလေးကြည့်ပြီးမှဖြစ်ပါတယ်ပိုင်လေးကတော့ရွေးချယ်စာထုံးစံအတိုင်းနှစ်ခုရှိပါတယ်ပိုင်1ရေပိုင်2ရေပါပိုင်လေးရွေးချယ်ခါမှာလဲထုံးစံအတိုင်းပဲတဝါရှူပါမယ်တဝါရှူပြီးတော့မှကိုယ့်ရဲ့စိတ်ကိုအစွဲဆောင်နိုင်ဆုံး pick up ပိုင်းလေးရွေးပေးပါလို့ပြောချင်ပါတယ် Hello ပထမအဦးဆုံးတာပြီးပိုင်1လေးတွေအရင်ဆုံးသွားကြမယ်ပေါ့နော်ပိုင်1လေးတွေအနေနဲ့ကကိုယ့်ရဲ့ဒီ future spouse မှာဖြစ်လာမယ်ပေါ့နော်ကိုယ့်ရဲ့ဒီအိမ်အောင်ဘက်ကိုယ့်ရဲ့ပေါ့နော်လူကဘယ်လိုမျိုးကို treatment လေးလုပ်ပြီးမှလဲဘယ်လိုဆက်ဆံမှလဲဆိုတာကြည့်ပြီးမှဖြစ်ပါတယ်ပိုင်1လေးတွေအနေနဲ့ကလေပိုင်1ရဲ့တစ်ဖက်လူနဲ့ကိုနေကအရင်ညှိနှိုင်းနေကြမလို့ဘူးတယောက်ရဲ့ခံစားချက်ကိုတယောက်ကနားလေတယ်ဆိုရဲအဓိကကတယောက်နဲ့တယောက်နဲ့ကလေအရင်ညှိနှိုင်းကြမလို့တဲ့ဆက်ဆံရေးမျိုးလေးတစ်ခုဖြစ်မယ်ပေါ့နော်ပြီးတော့ဒီမှာတစ်ချက်တွေ့ရတာကတချို့တွေဆိုရင်လေ ADS ဖြစ်နေတာမျိုး long distance relationship အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့လိုမျိုးပေါ့နော် ADS ဖြစ်နေရဆိုပေမဲ့တယောက်နဲ့တယောက်နဲ့ကအရန်အဲ့လိုမျိုးစိမ့်နေရဆိုရခံစားချက်အဲ့လိုတယောက်နဲ့တယောက်နဲ့အချိန်မပေးနိုင်ဘူးအဲ့လိုပုံစံမျိုးတွေမရှိဘဲနဲ့တစ်ဖက်ပါတနာကlong distance relationship ဖြစ်နေရတော့မှန်တယ်ဒါပေမဲ့သူကိုအနေနဲ့ကသူကိုနားမှာပေါ့နော်သူရှိနေရဆိုခံစားချက်ကိုရအောင်တစ်ဖက်ပါတနာကို take care လုပ်ပေးမယ်ဆိုရပုံစံမျိုးလေးရှိရဲသူ့ရဲ့ပုံစံအစစ်မှန်လေးอ่ะပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေ့ရရဲပြီးတော့သူ့အနေနဲ့ကသူဒါအလုံးလုံးနေတဲ့အချိန်မှာဒါသူကိုကိုအချိန်မပေးရင်မပေးနိုင်ဘူးပေါ့เนาะကြံတဲ့အချိန်นี้ तू အားပြီဆိုတာနဲ့ကိုကိုအရင်ဆုံးစားလမ်းပို့တာမျိုးပဲဖြစ်ဖြစ်ကိုဖုံးဆက်တာမျိုးပဲဖြစ်အဲ့လိုမျိုးလေးရှိမယ်ပြီးတော့ပိုင်ဝမ်းမှာတွေ့ရတာကကိုနဲ့သူနဲ့ဆိုရင်ပေါ့နော်ဒီပိုင်ကိုရွေးရသူကမိန်းကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးရွေးရသူဆိုလေကိုယ့်ရဲ့တစ်ဖက်ပါတနာယောက်ျားလေးကလေကိုနဲ့သူနဲ့နှစ်ယောက်ရှင်လိုက်ပြီဆိုရင်ကိုကသူ့ပေါ်မိခိုးတယ်တွေ့ကတ်တယ်ဆိုပြီးတွေ့ကတ်တယ်ဆိုတာမျိုးတိတ်မရှိဘဲနဲ့တစ်ဖက်ပါတနာကိုအဲ့လိုမျိုး for in လက်ပြီးတော့မှကိုအဲ့လိုအရေးတကြီးကြီးနဲ့ဂယုဆိုင်တယ်။ तू ကကိုပို့ပြီးတော့မှခင့်တွေ့တယ်တွေ့တာတက်တယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။ကိုကအရန်ပေါ့နော်။သူမှသူဖြစ်နေသူ့အရန်အဲ့လိုမျိုးသူ့ဝယ်ဂယုဆိုင်သူ့အကြောင်းအရန်တွေ့တယ်သူ့အဲ့လိုမျိုးအရန်ပေါ့နော်သူမှသူအဲ့လိုဖြစ်နေမှာမဟုတ်ဘူးပေါ့နော်တစ်ဖက်ပါတနာတာကိုအဲ့လိုချစ်ပေးမယ်ဆိုရယ်ပုံစံမျိုးလေးရှိရယ်ပိုင်ဝမ်းရဲ့ကတ်ဒီမှာဒီမှာတွေ့ရတာဆိုအဲ့လိုပုံစံမျိုးလေးရှိရဲ့အရင်စကားနဲ့ပြောပြနေစရာမလိုဘူးတယောက်နဲ့တယောက်နဲ့ကလေစိတ်ချင်းရလေတော်တူညီရဲ့ထဲရလို့ပြောလို့ရတယ်ပိုင်ဝမ်းနေရဲ့ကိုယ့်ရဲ့ future spouse မှာဖြစ်လာမယ်သူကတယောက်နဲ့တယောက်နဲ့ကအကြိုက်တွေနောက်တစ်ခုကကိုတွေးလိုက်တဲ့အတွေးခေါ်ပေါ့နော်ကိုဒါကိုတွေးလိုက်ပြီးဆိုတာနဲ့တစ်ဖက်ပါတနာကသူ့အနေနဲ့ကဥပမာကို့အနေနဲ့ကပေါ့နော်စိတ်ကတိကောက်ဖြစ်เสียအဲ့လိုမျိုးဖြစ်နေရင်တောင်မှတစ်ဖက်ပါတနာရိပ်မိတာမျိုးအဲ့လိုအထူပါလဲနားလေပေါ့ကွယ်အဲ့လိုပုံစံမျိုးရှိရဲ့တစ်ဖက်ပါတနာအဲ့လိုမျိုးထဲကတော့ဖြစ်မယ်ပေါ့နော်ပြီးတော့သူနဲ့ကိုနဲ့တွေ့ဆုံရတဲ့အချိန်ကလေအမမတင်online ကနေပြီးတော့မှတွေ့ရတာမျိုးလေးတွေတချို့တွေဆိုရင်လည်းအဲ့လိုအလုပ်ကိစ္စကြောင့်တွေ့ရတာမျိုးလေးတွေရှိမယ်ကိုယ့်ရဲ့ future spouse နဲ့ကိုနေကပေါ့နော်တစ်ဖက်ပါတနာကအလုပ်ရန်စူးစားရဲ့ပုံစံမျိုးလေးရှိတယ်အားကြောင့်မို့တစ်ခါတလေမှာသူ့အနေနဲ့ကကိုအရန်ပေါ့နော်အချိန်မပေးနိုင်ဘူးဒါပေမဲ့သူအားတဲ့အချိန်ပေါ့နော်သူအားတဲ့အချိန်ပဲဖြစ်ဖြစ်အဲ့လိုမျိုးသူ့အနေနဲ့ကကိုအဲ့လိုမျိုးကိုသဘောကျတဲ့အရာဥပမာလက်ဆောင်ပေါ့နော်လက်ဆောင်ဒီဘယ်ဖြစ်ဖြစ်အဲ့လိုဝယ်ပေးရတာမျိုးလေးတွေလုပ်ပေးရမျိုးလေးတွေရှိနေမြဲထားမယ်သူ့အလုံးကိစ္စနဲ့ပတ်သက်ပြီးတော့မှကို့အနေနဲ့ကဝင်စွတ်ဖတ်တာတွေနည်း control လုပ်တာတွေကိုလုံးဝလက်မခံတဲ့ပုံစံမျိုးရှိရဲ့အလုံးနဲ့ပတ်သက်လာရင်တော့ဒီလူကနည်းနည်းလေးတော့ sensitive ဖြစ်လွယ်တယ်ပေါ့နော်အဲ့လိုမျိုးကို့အနေနဲ့တခြားအရာမှာတာသူအဲ့လိုမျိုးပိုင်စိုးပိုင်နေပြောလို့ရမယ်တခုခုဆိုရင်အဲ့လိုမျိုးလုပ်လို့ရရဆိုပေမဲ့အလုံးနဲ့ပတ်သက်လာရင်တော့လက်မခံတဲ့
ပုံစံမျိုးလေးတော့ရှိရပေါ့နော်ဒီမှာတွေ့ရသလောက်ဆိုရင်အရင်တော့ကိုထက်တော့အသက်ကြီးမယ်ဆိုရင်ပုံစံမျိုးလေးတော့အသက်ကွာဟာချက်များတဲ့ပုံစံမျိုးလေးတော့မတွေ့ရအောင်ပေါ့နော်ပြီးတော့ဒီမှာတစ်ချက်တွေ့ရတာတချို့ပိုင်ဝမ်းတွေကိုရွေးထားတဲ့သူလေးတွေကကိုယ့်ရဲ့နောက်ထပ်တွေ့ရမယ်future spouse ကလေကိုယ့်ရဲ့ marriage partner ဖြစ်နေရဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်เนาะပြီးတော့ပိုင်ဝမ်းနေရွေးချယ်ထားတဲ့သူလေးတွေကတချို့တွေဆိုရင်လည်းအဲ့လိုမျိုး karmic connection karmic ဒီ relationship ကိုဖြတ်တန်းပြီးသွားတာမျိုးဖြတ်တန်းတချို့တွေဆိုရင်လည်းပေါ့နော်အဲ့ဒီ connection တစ်ခုကပြီးဆုံးတော့မယ်ဆိုရင်ပုံစံမျိုးအဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်အဲ့အကြောင်းမို့ကိုအနေနဲ့ကဒီ karmic connection ပေါ့နော် karmic ဒီ relationship တစ်ခုပြတ်တောက်ပြီးသွားမှသာကိုအနေနဲ့ကိုယ့်ရဲ့စိတ်ကို healing လုပ်ပြီးတော့မှဒီလူနဲ့ကိုယ့်အတွက်တကယ်ကောင်းမွန်တဲ့သူနဲ့တွေ့ဆုံရမယ်ဆိုရင်အဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်ပေါ့နော်တချို့တွေဆိုရင်ဒီမှာနာပြီးကြည့်ရတဲ့လောက်ဆိုရင်ကာမစ်ဒီဆက်ဆံရေးတချို့ရှိနေခဲ့တယ်ဆိုရင်ပုံစံမျိုးလေးတွေတွေ့ရတယ်ပြီးတော့တစ်ချက်ရှိရကပိုင်ဝမ်းလေးအနေနဲ့ကလေတစ်ဖက်ကိုယ့်ရဲ့လူနဲ့တစ်ဖက်ကိုယ့်ရဲ့ပေါ့နော် future spouse မှာဖြစ်လာမဲ့သူတွေကလေဘလောက်တောင်မှကိုရီနှစ်ယောက်ကအဲ့လိုတိုင်ပင်လို့ရတယ်စိတ်တူကိုယ်တူဖြစ်လဲဆိုရင်ကိုကဒါလုပ်ချင်တယ်ဒီလမ်းကိုသွားချင်တယ်ဆိုရင် तू ကokay အဲ့လိုကိုအနောက်ကနေပြီးတော့မှအဲ့လိုလိုက်ပေးမယ်ဆိုတဲ့ပုံစံမျိုးကိုလှုပ်ချင်တာကိုဖြစ်ချင်တာကိုသူ့အနေနဲ့လာရောပေးမယ်ဆိုတဲ့ပုံစံမျိုးရှိရဲဒါဒီပိုင်အောင်ရွေးရတော့ main ကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ပေါ့နော် main ကလေးဆိုရင်လည်းဒီပိုင်အောင်ရွေးရတော့ main ကလေးဆိုရင်လည်းလေလို့ तू ကဒါကိုဥဆောင်ခိုင်းမယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာမဟုတ်ဘူးเนาะကိုဥစားပေးရဆိုတဲ့ပုံစံမျိုးပြောချင်တာဥဆောင်လာတော့ तू ကပို့ပြီးတော့မှအဲ့လိုဥဆောင်ခြင်းတဲ့ပုံစံမျိုးတိုက်ပုံစံမျိုးလေးတော့တွေ့ရတယ်ဒါပေမဲ့တခုပေါ့နော်ဥပမာစားတာမျိုးပဲဖြစ်ဖြစ်အလုပ်လုပ်တဲ့ခါမျိုးမှာဖြစ်ဥပမာတခုပေါ့နော်ကိုရီနှောင်းနဲ့ပတ်သက်တဲ့အဲ့လိုမျိုးမွေးနေ့တွေပါကျင်းပမယ်ဆိုတော့မှအဲ့လိုမျိုးဘယ်နေရာမှာလုပ်ချင်လဲကို့အရင်ဦးဆုံးအဲ့လိုမျိုးပေါ့နော်ဦးစားပေးတာမျိုးအဲ့လိုပုံစံမျိုးလေးရှိမယ်ပြီးတော့ပိုင်ဝမ်းသမားလေးတွေက main ကလေးဖြစ်မယ်ဆိုရင်ပေါ့နော် main ကလေးဖြစ်မယ်ဆိုရင်ပိုင်ဝမ်းရွေးရသူက main ကလေးဖြစ်မယ်ဆိုရင်နည်းနည်းလေးတော့ overthinking ဖြစ်နေဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်တခါတလေမှာပေါ့နော်ကိုအနေနဲ့ကလေသူ့စီမှာသူကဥပမာကိုစကားကြမ်းနဲ့ပြောလိုက်တာမျိုးပဲဖြစ်ဖြစ်ကိုအနေနဲ့ကပေါ့နော်သူ့မှာနောက်တစ်ယောက်ရှိနေရလားအဲ့လို area S ပေါ့နော်အဲ့လိုမျိုး relationship တွေဆိုရင်တခါတလေမှာတယောက်နဲ့တယောက်နဲ့ကအစစ်မပြေမှုတွေရှိနေအောင်မှာကိုအနေနဲ့ကအဲ့လိုပူပလင်းလေးမပြောဘဲနဲ့ဒါတော့ကိုဘက်ကဖြစ်သွားမယ်ပေါ့နော်ပူပလင်းလေးမပြောဘဲနဲ့ကိုအနေနဲ့ကကိုထင်အောင်နည်းနည်းစွတ်ပြီးတော့တွေးတတ်တာမျိုးလေးတွေကိုအနေနဲ့ကကိုရဲ့ဒီပေါ့နော်စိတ်ခံစားချက်နောက်ကိုအရန်လိုက်တယ်ဆိုရင်ပုံစံမျိုးတွေတွေ့ရတယ်ပိုင်ဝမ်းကိုရွေးချယ်ရတဲ့သူတွေကမိန်းကလေးဖြစ်မယ်ဆိုရင်တခြားတစ်ဖက်လူရဲ့ပေါ့နော်တစ်ဖက်လူကိုဒီနေကကိုခံစားနေရတဲ့အရာကိုအရင်အဲ့လိုဘုံဝင်လင်းပြောမယ်ဆိုတာမျိုးထက်ကိုရင်ထဲမှာအရင်ခံစားပြီးတော့မှသူငါ့ကိုအချိန်မပေးနိုင်တာသူနောက်တစ်ယောက်ရှိနေလို့လားအဲ့လိုမျိုးအများကြီးပေါ့နော်အဲ့လိုလိုက်တွေးနေတစ်ဖက်ပါတနာတော့ဘာမှတော့မဟုတ်ဘူးကိုအနေနဲ့အရန်လိုက်တွေးတာပြီးတော့အဲ့လိုမျိုးစိတ်ကလေအရင်ဘုံဝင်လင်းပြောလိုက်တယ်ဆိုတာမျိုးထက်ရင်ထဲမှာတေးထားပြီးတော့မှနောက်ကိုပေါ့နော်အဲ့လိုမျိုးပြောစရာကြီးနှစ်ခုသုံးလေးခုစုပြီးတော့မှပြောလိုက်တာမျိုးအဲ့လိုပုံစံမျိုးပိုင်ဝမ်းသမားလေးတွေကအဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်အခုရှိရာကတယောက်နဲ့တယောက်နဲ့ကညှိနှိုင်းနှိုင်းလေးနဲ့သွားမယ်ဆိုရင်ကတော့ဒီဆက်ဆံရေးလေးကတကယ်လှပရဲပေါ့နော်ဆက်ဆံရေးလေးတစ်ခုအတွဲအဲ့လိုဖြစ်မယ်ဆိုရင်ပုံစံမျိုးလေးတွေ့ရတယ်အားကြောင့်မို့ကိုအနေနဲ့ကတခုရှိရာကကိုအစင်မပြေဘူးကိုစိတ်အစင်မပြေဘူးဖြစ်တယ်ဆိုရင်လည်းတစ်ဖက်ပါတနာပွင့်လင်းလင်းပြောသင့်တယ်ပေါ့နော် relationship တစ်ခုမှာကပွင့်လင်းမှုကတော့အရေးကြီးရယ်ပွင့်လင်းမှုနဲ့နားလည်မှုကတော့အရေးကြီးရယ်ပေါ့နော်တချို့ဆိုရင်လေဒီမှာဆိုရင်တစ်ဖက်ပါတနာနဲ့ကိုနေကအရန်ပေါ့နော်ဘလို့ပြရမလဲရှေ့မှာလည်းနားပြီးပြောခဲ့ပေါ့နော်သူနဲ့ကိုနဲ့မှာဆိုရင်ကိုရိုင်းကထက် तू ကပို့ပြီးတော့မှကိုတွေ့တာအဲ့လိုမျိုးသဘောကျလိုက်ပြီးတွေ့ကတ်တဲ့ပုံစံမျိုးလေးရှိရပေါ့နော်အဲ့လိုမျိုးတစ်ဖက်ပါတနာကနည်းနည်း skinship တွေအဲ့လိုမျိုးsexual မှာနည်းနည်းလေး तू ကစိတ်အားထက်သန်တာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေလည်းရှိရပေါ့နော်အဲ့ဒါလေးတွေတစ်ချက်တွေ့ရတယ်
တယောက်နဲ့တယောက်နဲ့ကလေနာဗီဒီမှာကြည့်ရတဲ့လောက်ကတယောက်နဲ့တယောက်နဲ့ကလေလက်ထပ်ဖို့ပေါ့နော်ဥပမာလက်ထပ်ဖို့စဉ်းစားလိုက်ပြီဆိုတာနဲ့ဥပမာကိုက2026မှာလက်ထပ်ချင်နေဆိုရင်တော်တော်နဲ့လက်မအကြောင်းကိစ္စတစ်ခုခုပေါ့ဥပမာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ကိုယ့်ဘက်ကအချိန်ဆွဲနေရမျိုးပဲဖြစ်ဖြစ်အဲ့ဒါလေးတစ်ချက်တော့နှစ်ယောက်ကြားထဲမှာပြဿနာနည်းနည်းတော့ရှိလာနိုင်တယ်ပြီးတော့နာဗီဒီမှာပိုင်ဝမ်လေးတွေမှာပေါ့နော်ပိုင်ဝမ်လေးတွေရဲ့အတွေ့ကဘယ်လိုမျိုးလေးဖြစ်မလဲဆိုရင်တယောက်ကရင်းချက်ပြီးတည်ငြိမ်တဲ့ fight ကလေးရတယောက်ကကြတော့ရင်းချက်တယ်ဒါပေမဲ့တစ်ခါတလေမှာသူ့ရဲ့စိတ်ထားကပေါ့နော်နည်းနည်းလေးခလေးဆန်နေဆိုတာမျိုးထက်နည်းနည်းလေးတော့အမြင်ချင်းမြောင်းနေလို့ပြောရမလားအဲ့လိုစိတ်မျိုးလေးဘတ်တော့နည်းနည်းသွားတယ်ဒါကအဲ့လိုမျိုးအချိန်တိုင်းဖြစ်နေမှာမဟုတ်တခါတလေမှာကိစ္စတတိလေးလိုက်ပြီးတော့မှအဲ့လိုမျိုးစကားပြောရတာလက်ပေါက်ကတ်တယ်ပေါ့နော်ဒါနောက်ပိတ်ဆုံးပေါ့နော်နာပိတ်အနေနဲ့နေကုန်းချုပ်အနေနဲ့ပြောပြရမယ်ဆိုရင်ကတော့တစ်ဖက်ပတနာကသူ့အနေနဲ့ကလေသူ့ရဲ့ treatment လေးကိုယ့်ဘောဘယ်လိုမျိုးဆက်ဆံပါလဲဆိုရင်တစ်ဖက်ပတနာအရင်တော့ take care လုပ်ပေးတတ်တယ်ဂရုစိုက်ပေးတတ်တယ်ဥပမာတခုခုဆိုရင်တေးသေးလေးကအစဂရုစိုက်ပေးတတ်တယ်အဲ့လို type မျိုးတော့မဟုတ်ဘူးနည်းနည်းလေးတော့အဲ့လိုမျိုးအလုပ်လေအဲ့လိုမျိုး business man ပေါ့နော်အဲ့လိုပုံစံမျိုးတိုက်မျိုးပေါ့နော်နားပြီးဒီမှာခံစားရဆိုရင်အဲ့လိုပုံစံမျိုးလေးတွေ့ရအဲ့အကြောင်းမို့ပြီးတော့တစ်ဖက်ပါတနာကအလုပ်ရန်ကြိုးစားရတယ်ပြီးတော့ကိုတော့အဲ့လိုမျိုးတစ်ခုခုပေါ့နော်ရှင်းมาလည်းပြောခဲ့မွေးနေ့ပါလုပ်တဲ့အခါမျိုးကြာရင်ပဲဖြစ်ဖြစ်အဲ့လိုတစ်ခုခုအလုပ်တွေပါပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးအတူတူသွားရမယ်လုပ်ရမယ်အဲ့လိုပုံစံမျိုးဆိုရင်တော့ကိုအဲ့လိုမျိုးဦးစားပေးတာမျိုးကိုအရင်မေးရမျိုးအဲ့လိုပုံစံမျိုးလေးရှိမယ်ပြီးတော့ long distance relationship ဖြစ်တာတော့မှကိုရီနှစ်ယောက်ကအရန်ဝေကွာရယ်ဆိုရင်ခံစားချက်မျိုးမရဘဲနဲ့တစ်ဖက်ပါတနာအဲ့လိုမျိုးပေါ့နော်ဒါစိတ်ပိုင်းဆိုင်ရာရပဲပေါ့နော်အဲ့လိုကိုအနေနဲ့အရင်ဝေးကွာရလို့မခံစားရပဲနဲ့သူနဲ့အတူတူရှိရရဆိုရင်ခံစားချက်မျိုးဖြစ်အောင်သူကလုပ်ပေးမယ်ဆိုရင်ပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့ပိုင်ဝမ်သမားလေးတွေကမင်းကလေးဖြစ်မယ်ဆိုရင်နည်းနည်းလေးတော့ခလေးဆန်မယ်ဆိုရင်ပုံစံမျိုးရှိတယ်ဒီပိုင်မှာခံစားရဆိုနည်းနည်းလေးတော့တစ်ခါတလေမှာကိုအနေနဲ့သူနဲ့ပတ်သက်ပြီးတော့မှအမြင်နည်းနည်းကျင်းမြောင်းတာမျိုးလေးတွေနည်းနည်းလေးပေါ့နော်ခလေးအတွေးလေးနည်းနည်းတွေးတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေတော့ပိုင်ဝမ်သမားလေးတွေနဲ့ရှိလာနိုင်တယ်ဒါပေမဲ့တစ်ဖက်ပတ်တနာကအဲ့ဒါအပြစ်တစ်ခုလို့မြင်နေမှာမဟုတ်ဘဲနဲ့ဒါသူ့အနေနဲ့ကဒါချစ်ဖို့ကောင်းတယ်ဆိုတဲ့ခံစားချက်တစ်ခုအဲ့လိုပေါ့နော်အမြင်တစ်ခုလို့မြင်ပြီးတော့မှကိုချစ်ပေးမယ်ဆိုတဲ့ပုံစံမျိုးလေးရှိရယ်ပြီးတော့ဒီလူကပေါ့နော်ဥပမာနှစ်ဖက်မိဘကကိုရီနှစ်ယောက်သဘောမတူဘူးပေါ့နော်အဲ့လိုကန့်ကွက်တယ်ဆိုရင်တော့မှ risk ယူပြီးတော့မှလက်ထပ်မယ်အဲ့လိုပုံစံမျိုးတွေ့ရတယ်တစ်ဖက်ပါတနာနည်းနည်းလေးတော့ခေါင်းမာရယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်အသက်အားဖြင့်နာပြီးရှေ့မှာပြောခဲ့ရင်လို့ကြီးမယ်ဆိုတဲ့ပုံစံမျိုးလေးတော့မတွေ့ရဘူးပေါ့နော်ဒါလေးတော့နိုင်ပိုင်ဝမ်လေးဖက်ပြပြီးသွားဖြစ်ပါတယ်ပိုင်တူးလေးဆက်သွားပါမယ်ဟယ်လိုပိုင်တူလေးတွေအားလုံးပဲမင်္ဂလာပါကိုရဲ့ future spot ဖြစ်လာမယ့်သူကားပေါ့နော်ကိုဘယ်လိုမျိုးtrick လုပ်ပြီးမှလဲပေါ့နော်ဘယ်လိုမျိုးဆက်ဆံမှလဲဘယ်လိုမျိုးလေးသူကကို take care လုပ်ပြီးမယ်ဆိုတာကိုကြည့်ပြီးမှဖြစ်ပါတယ်ဒါပေဒီမှာပေါ့နော်ပန်လူလေးတွေကိုရေးချထားတဲ့သူလေးတွေကလေကိုယ့်ရဲ့ဒီ future spot ကသူ့ဘဝမှာပေါ့နော်အဲ့လိုမျိုးငါတယောက်ကိုမချစ်တော့ပါဘူးအချစ်ရေးကိုနည်းနည်းစိတ်ကုန်နေပြီပေါ့နော်တယောက်ကိုမချစ်တော့ဘူးအဲ့လိုမျိုးတွေးထားတဲ့အချိန်မှာမှကိုတွေ့ပြီးတော့မှသဘောကျသွားတာမျိုးကိုအဲ့လိုမျိုးချစ်သွားတာမျိုးအဲ့လိုပုံစံမျိုးလေးရှိနေမယ်သူ့အနေနဲ့ကအချစ်ရင်းနဲ့ပတ်သက်ပြီးတော့မှအရင်ဒီလူကချစ်တယ်လူတယောက်ကိုပေါ့နော်လွယ်နဲ့သဘောကျတတ်တယ်ဟိုတချို့ရှိကြတယ် letter first sight မြင်ချင်းချစ်တယ်ဆိုတာကိုလက်ခံတဲ့ပုံစံမျိုးမရှိဘူးနည်းနည်းလေးတော့အယူရှေးရိုးဆန်တယ်လေအယူအဆမျိုးလေးရှိရယ်အဲ့ဒါကလေတခြားပေါ့နော်အကျင့်နေတယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်တစ်ဖက်ပါတနာကအလုတ်ရန်ကြိုးစားတဲ့ပုံစံမျိုးလေးရှိရယ်ပိုင်ဝမ်မှာလည်းတူတူပဲဒါပေမဲ့ပိုင်တူးရဲ့လူကလုံးဝမှာအဲ့လိုမျိုးအလုတ်ကပထမအလုတ်ကဒုတိယအလုတ်ကတတိယအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုအလုတ်ရန်ကြိုးစားတဲ့ပုံစံမျိုးဖြစ်တယ်နောက်တစ်ခုကနည်းနည်းလေးတော့အဲ့လိုမျိုးego များတဲ့အဲမှာတော့ပါတယ်ပေါ့နော်ပြီးတော့ကိုအရန် self ဆက်ခဲရှိရပုံစံမျိုးရှိရကိုအရန်ချစ်တတ်တာမျိုးပေါ့လူတယောက်ကိုသူ့အနေနဲ့လွယ်နဲ့လည်းမချစ်တတ်ဘူးပြီးတော့အဲ့လိုမျိုးကိုထက်ပြီးတော့စိတ်နေစိတ်ထားရပြောရမယ်ဆိုအားနာမှုမရှိတတ်ဘူးပေါ့နော်သူပြောချင်တာကိုသူကဘုံဘွေးလင်းလင်းပြောတတ်တယ်ရှင်းတတ်တဲ့ပုံစံမျိုးရှိသူ့အဲ့လိုမျိုးဟိုလိုမျိုး
ဘယ်လိုမျိုးလဲနောက်ကွယ်ရနေပြီးတော့မှအတင်းပြောတာမျိုးတွေအဲ့လိုမထိထိပြောတာတွေ तू ကလုံးဝမကြိုက်ဘူးလုံးဝလည်းလက်မခံဘူးသူ့ကိုအဲ့လိုမျိုးပေါ့ပြောခြင်းတဲ့ပြော तू ကလည်းတဲ့ပြောတယ်အဲ့လိုပုံစံမျိုးတွေပိုင်တူးရဲ့လူကအဲ့လိုပုံစံမျိုးလေးရှိရဲ့ပြီးတော့အဲ့လိုလွယ်လွယ်ကူကူနဲ့မချစ်တတ်ဘူးပေါ့နော်ဒါပေမဲ့ကိုဘယ်လိုမျိုးချစ်ပေးမှလဲအဲ့ဒါလေးကိုကြည့်မယ်ဒါလေးကတော့တားတော့ကြည့်နေမယ်ပေါ့နော်ပြီးတော့ဒါသူ့เจ้าလေးဆက်ပြောမယ်ပေါ့နော်အဲ့ဒါလေးမကြည့်ခင်သူ့เจ้าလေးဆက်ပြောသူ့เจ้าလေးမှာဆိုရင် तू ကအဲ့လိုမျိုးတချို့တွေဆိုရင်လည်းအဲ့လိုမျိုး trade ဆန်လေးတွေခွေးလေးเจ้าလေးမွေးထားတာမျိုးတွေရှိလိမ့်မယ် तू ကအဲ့လိုရှေ့ရေးကိုပေါ့နော်ရှေ့ကိုအရန်ကြိုတွေးတဲ့ပုံစံမျိုးရှိတယ်သူနေတာတော့ဒီမှာပဲဒါပေမဲ့သူနေတာကတော့လက်ရှိပစ္စုပန်ပါပဲဒါပေမဲ့သူအနာဂတ်မှာသူဘယ်လိုမျိုးဖြစ်ကြမလဲသူလုံးမဲ့အလုပ်တစ်ခုသူရေးတူဘယ်တော့မှမတွက်ဘူးရေရှည်ထိတွေးပြီးတော့မှလုတ်တဲ့ပုံစံမျိုးလေးရှိတယ်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်ပြီးတော့ထိန်းချုပ်တာ control လုပ်တာတစ်ဖက်ပါတနာမကြိုက်ဘူးသူ့လုံးရင်တော့မကြိုက်ဘူးသူကတော့အဲ့လိုမျိုး control လုပ်ချင်တဲ့စိတ်မျိုးရှိတယ်နည်းနည်းတော့ reflect ဖြစ်နေ reflect တောင်မဟုတ် bad flag ဖြစ်နေမလားတော့မသိဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ် sign အနေနဲ့ပြောရမယ်ဆိုရင်ဒီမှာနာပြီးတွေ့ရတာဆိုရင် fire sign များတယ်တစ်ဖက်ပါတနာ fire sign များတယ်ပေါ့နော်ဟုတ်တယ် fire sign များတယ် fire sign များဆုံးပဲကငါကတ်ဆွဲရ fire sign တွေတော်တော်များများကြားတယ်ပြီးတော့ပေါ့နော်အဲ့လို summarizing တွေတချို့ကြီးကြတဲ့သူတွေပါတယ်ပေါ့နော် summarizing မှာဆိုရင်လည်းအဲ့လိုမျိုး fire sign နဲ့ air sign air sign ကလည်းများရဲဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်fire sign နဲ့ air sign ပေါ့နော် zodiac sign အနေနဲ့ပြောရမယ်ဆိုရင် fire sign ကတော့ပိုများတယ်ပြီးတော့တစ်ဖက်ပတ်တနာလွယ်လွယ်ကူကူမယုံကြည်တတ်ဘူးအဲ့လိုပေါ့နော်လွယ်လွယ်ကူကူအဲ့လိုမျိုးလူတစ်ဖက်သားအဲ့လိုပြောလိုက်တဲ့စကားသူ့အနေနဲ့လွယ်လွယ်ကူမယုံတတ်တာကသူ့ဘဝမှာအဲ့လိုမျိုးအလိန်ခံရတာမျိုးလေးတွေအဲ့လိုပေါ့နော်နောက်ကျောသားနဲ့ထိုးခံရတာမျိုးလေးအဲ့လိုမျိုးပုံစံမျိုးအလုတ်ကြောက်ပေါ့နော်အလုတ်နဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးသင်ခန်းစာရခဲ့တာမျိုးလေးရှိမယ်အခြေအနေနဲ့ပတ်သက်ပြီးတော့တိတ်မတွေ့ရဘူးအလုတ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးဒီလူကအဲ့လိုမျိုးကြုံတွေ့ခဲ့ရတဲ့ပုံစံမျိုးလေးရှိရဲ့အဲ့ဒါကြောင့်မို့လေဒီလူကအလုတ်ကိုအရန်စူးစမ်းတဲ့ပုံစံမျိုးလေးတွေရှိတယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့သူ့ကြည့်ပြီးဆိုရင်သူကလုံးဝတွတ်တွတ်လဲလဲဖြစ်လဲလဲလေးရှိရဲ့အဲ့လိုသူကသူ့မျက်စိရှိမှာသူ attraction ရှိရမျိုးပေါ့နော်ကိုယ့်ကိုဘယ်လိုသဘောကျမှလဲဆိုရင်ကိုယ့်ရဲ့ပုံစံကသူကလေသူ့ရဲ့ပုံစံကပေါ့နော်နည်းနည်းလေးတော့ဘယ်လိုမျိုးမိနာပြီးပြောရမယ်ဆိုမိခဲကြီးပေါ့မိခဲကြီးဒါပေမဲ့သူသဘောကျတာအဲ့လိုမျိုးရေထဲကငါးလို့သူသဘောကျတာအဲ့လိုကို့အနေနဲ့ကပိုင်တူရွေးထားတဲ့သူလေးတွေကနည်းနည်းလေးတော့စိတ်နေစိတ်ထားအရာပဲဖြစ်ဖြစ်အပြင်မိုင်းအရာပဲဖြစ်ဖြစ်ဟိုပိုင်တူးသမားလေးတွေကနည်းနည်းလေးတော့အဲ့လိုမျိုးပေါ့နော်ကြည်ရအေးချမ်းနေအကြည့်တက်ရှိအဲ့ဒါကိုသူသဘောကျပြီးတော့မှကြိုက်သွားမှဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့ပိုင်တူးတွေအနေနဲ့ကကိုယ့်ရဲ့ future spot ကိုတွေ့ရမှာလက်ရှိကိုနေတဲ့နေရာမှာမဟုတ်ဘူးဥပမာတခြားတနေရာမှာပညာသင်နေရာပဲဖြစ်အလုပ်လုပ်နေရာပဲဖြစ်ဖြစ်အမှတ်မတင်တွေ့ပြီးတော့မှသဘောအဲ့လိုမျိုးပေါ့နော်သူနဲ့တွေ့ရမယ်ဆိုရယ်ပုံစံမျိုးလေးရှိရယ်လက်ရှိနေရာမှာမဟုတ်ဘူးကိုယ်နေရာကိုလက်ရှိနေနေရာကနေပြီးတော့မှအဲ့လိုကိုပြောင်းပြီးတော့မှဟိုကိုယ့်ရဲ့ transformation ပေါ့တော့အဲ့လိုမျိုးတွေ့ကြုံရတဲ့အခါမျိုးမှာသူနဲ့တွေ့ရတာမျိုးလေးရှိမယ်အသက်အားဖြည့်ဆိုရင်ရတော့လေဒီမှာပိုင်ဝေါပိုင်တူကအရင်ကြီးရယ်ဆိုရင်ခန်းစားချက်မျိုးမရဘူးကိုထက်တော့အသက်ကြီးဒါအသက်ပိုင်းခြားအနေနဲ့ကတော့ဒါအများကြီးရှိတဲ့ကြောင့်မနာပြီးအနေနဲ့ကတော့အသက်ပိုင်းခြားတော့တိတ်မပြောတော့ဘူးပေါ့နော်ဒါပေမဲ့ကြီးလဲကိုထက်တစ်နှစ်လောက်ပဲအဲ့လိုပုံစံမျိုးလေးပဲရှိမယ်ပေါ့နော်အရင်အသက်ကွာဟမယ်ဆိုရင်ပုံစံမျိုးလေးမတွေ့ရဘူး treatment အနေနဲ့ကတော့ရှိမှပြောခဲ့တယ်လို့ပဲတစ်ဖက်ပတ်တနာကကိုနဲ့ပတ်သက်ပြီးတော့မှငွေအရန်သုံးမယ်ဆိုရင်ပုံစံမျိုးရှိတယ်ကိုလိုချင်တာကိုဖြစ်ချင်တာအရန်ဒီလူကလေငွေရှာလဲတော်တယ်နော်အဲ့လိုသူသဘောကျပြီသူချစ်ပြီဆိုလဲအန်တဲ့ပုံစံမျိုးရှိတယ်လုံးဝ daily type ပေါ့နော်အဲ့လိုပုံစံမျိုးပိုင်တူးရဲ့လူမှာတွေ့ရတယ်ပိုင်1တော့အဲ့လိုမခံစားအောင်ပိုင်2ရဲ့လူကအဲ့လိုပုံစံမျိုးလေးရှိတယ်သူချစ်တဲ့လူဆိုသူကအဲ့လိုမျိုးsupport ပေးရဲ့ပုံစံမျိုးပေါ့နော်အန်းတာပေါ့ဒါအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပိုင်2ရဲ့လူကလေသူ့အနေနဲ့ကအရန်ပေါ့နော်ဟိုဂယူးဆိုင်ပေးရဲ့ဆိုတာလေဂယူးဆိုင်ပေးရရှိမယ်ဒါပေမဲ့ဟိုလိုမျိုးပေါ့နော်တေးသေးလေးကအစအဲ့လိုဂယူးဆိုင်ပေးမှဒီလူကလေသူ့ကိုသူထက်တခြားသူကိုအဲ့လိုမျိုးအရင်မချစ်တတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးကပိုင်တူးရဲ့လူမှာတွေ့ရတယ်ပိုင်တူးရဲ့အနေနဲ့ကတော့ပေါ့နော်တခြားအရာတော့မပြောတော့ဘူးဒါပေမဲ့ပ
ပိုင်တူးတွေအနေနဲ့ကတော့ကန်ကောင်းမှတစ်ခုကတော့ကို့အနေနဲ့သူနဲ့တွေ့ပြီးသူနဲ့ပတ်သက်ရပြီဆိုရင်အရန်နေကိုယ့်ရဲ့ဘဝရှိရေးအတွက်ကိုအရန်ပူပင်နေကြမလို့ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့တက်လန်ကို तू ကအဲ့လိုမျိုးညှက်တင်ပြီးမဲ့ तू ပေါ့နော်ကိုယ့်ရဲ့ဘဝနောက်ထပ်နှိတ်ချက်တာတစ်ခုကိုတက်လန်ဖို့ तू ကလုံးဝအဲ့လိုအထောက်ပံ့ပေါ့နော်အဲ့လိုတောက်တိုင်တစ်ခုအနေနဲ့ဖြစ်ပြီးမှာအဲ့လိုပုံစံမျိုးတွေပိုင်တူးရဲ့လူကတွေ့ရဟိုဒီလူကအဲ့လိုအပြောတွေနေပဲအဲ့လိုမျိုးပေါ့နော်လုတ်ပေးမယ်အပြောတွေနဲ့အဲ့လိုမျိုးအာချောင်မဲ့သူမဟုတ်ဘူးပိုင်တူးရဲ့လူကလုံးဝသူ့စကားနဲ့တီအောင်ဥပမာပေါ့နော်ငါမင်းကိုနောက်3နှစ်အတွင်းကြာရင်ဘယ်လိုမျိုးပေါ့နော်အဲ့လိုမျိုးဟိုမင်းခုလက်ရှိတနေရာကနေပြီးတော့မှအဲ့လိုအောင်မြင်တဲ့လူတယောက်ဖြစ်အောင်ငါလုပ်ပေးမယ်အဲ့လိုမျိုး तू ပြောလိုက်ပြီဆိုရင် तू ရအောင်လုံးဝဒီလူကအဲ့လိုမျိုးကိုပေါ့နော်သူနဲ့ပတ်သက်ပြီးတော့မှသူနဲ့တွေ့ပြီးရဲ့နောက်မှာကို့အနေနဲ့ပို့ပြီးစူးစမ်းခြင်းသေးဖြစ်လာပြီးတော့မှလုံးဝအောင်မှာကိုယ့်ရဲ့နောက်ထပ်ပေါ့နော် next chapter ကသူနဲ့တွေ့ပြီးတော့မှအဲ့လိုဖြစ်လာတာမျိုးတွေတွေ့ရတယ်ပေါ့နော်ဒါပိုင်တူးလေးတွေကိုရွေးချယ်ထားတဲ့သူတွေပါပြီးတော့အဲ့လိုမျိုးသူနဲ့အတူရှိရခါကျရင်အဲ့လိုလွတ်လပ်တယ်ဆိုရင်ခံစားချက်မျိုးရတယ်ပြီးတော့ control လုပ်တယ်ဆိုတာမျိုးကဘယ်လိုမျိုးလဲဆိုရင်တစ်ခါတလေမှာပေါ့နော်ဟိုသူနဲ့အတူရှိရခါကျရင်ကို့အနေနဲ့ကလုံခြုံနေစိတ်လုံခြုံမှုရှိရအဲ့လိုပုံစံမျိုးတွေတော့ခံစားရမယ်ပြီးတော့နောက်ထပ်ကိုတွေ့ရမယ်ပိုင်တူးရဲ့လူက future spouse ကကိုယ့်ရဲ့စိုးမိတ်ဖြစ်နေရမျိုးလေးရှိနေမယ်မကြတော့ဘူးတွေ့ဖို့ကလေတိတ်မကြတော့ဘူးဆိုရင်ပုံစံမျိုးတွေတွေ့ရတယ်ဒီမှာဆိုရင်တချို့တွေဆိုရင်လည်းလေဒီ subliminal ဒါမှမဟုတ်လဲ manifest လုပ်နေရရှိရဆိုရင်လည်းဆက်လုပ်ဖို့အကြံပေးခြင်းနဲ့ပေါ့နော်တချို့တွေဆိုရင်လည်း manifest လုပ်နေရဆိုရင်ပုံစံမျိုးလေးတွေတွေ့ရကြအဲ့ဒါလိုမျိုးလေးဆက်လုပ်ပါကိုယ့်ရဲ့ soulmate ကိုပေါ့နော်ဒီမှာကြည့်ရတဲ့လောက်ကတော့အနည်းစုလောက်ပဲ sorryကိုယ့်ရဲ့ဒီ future spouse ကကိုယ့်ရဲ့ soulmate ဖြစ်လာမျိုးလေးအဲ့လိုပုံစံမျိုးလေးတော့တွေ့ရတယ်ပေါ့နော်လုံးဝအဲ့လိုမျိုးဟိုသူ့ရဲ့ပုံစံကတေးသေးလေးရစခယူးဆိုင်ပေးမယ်ချစ်ပေးမယ်အဲ့လိုပုံစံမျိုးပေါ့နော်သူတဲကဲအဲ့လိုပုံစံမျိုးတော့မဟုတ်ဘူးဒီလူကနည်းနည်းလေးတော့အချစ်ကြမ်းနေဆိုရယ်ပုံစံမျိုးလေးထဲမှာတော့ပါတယ်ဒီမှာဆိုရင်လည်းကြည့်ဒီမှာတွေ့ရဆိုရင်နာပြီးဒီမှာကြည့်ရတဲ့လောက်ဆိုရင်ကိုနဲ့သူနဲ့ပေါ့နော်ပတ်သက်ရပြီနှစ်ယောက်တွဲရပြီဆိုတာနဲ့ကိုဘဝမှာ career နဲ့ငွေကြီးကလုံးဝအဲ့လိုနောက်ထပ်တစ်ဆင့်ကိုပြောင်းလဲသွားမယ်ဆိုရယ်ပုံစံမျိုးတွေ့ရပိုင်လူလေးတွေရဲ့နောက်ထပ်အဲ့လို glow up ကလေလုံးဝကြီးကြီးမားမားပြောင်းလဲမယ်ဆိုရယ်ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ပြီးတော့လေအဲ့လိုမျိုးကို့အနေနဲ့ကလေဒီတစ်ဖက်ပါတနာနဲ့ကိုနေက relationship ကိုနည်းနည်းလေးတော့အဲ့လိုမျိုးအချိန်နည်းနည်းကြာဖြတ်တန်းပြီးတော့မှ married life ကိုသွားမယ်ဆိုရင်ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့ future spouse နဲ့ကိုနေကလေတခုရှိရာကအဲ့လိုမျိုးတချို့တွေဆိုရင်စိတ်ဆက်ပြီးတော့စိတ်ဆက်ထားတယ်နည်းနည်းကြာတော့မှလက်ထပ်ဖြစ်သွားတာမျိုးအဲ့လိုပုံစံမျိုးလေးတော့ရှိမယ်ပေါ့နော်ပိုင်လူလေးတွေမှာတစ်ချက်တွေ့ရတော့အဲ့ဒါလေးတော့ရှိပါတယ်ဒါလေးကတော့နိုင်ပိုင်လူလေးဖက်ပြပေးသွားတာပေါ့နော်နောက် topic ကပိုင်ဒီမှာပြန်တွေ့ပါမယ်အားလုံးပဲကိုယ့်ရဲ့ဒီ future spouse မှာတွေ့ရမယ်သူနဲ့အများဆုံးတွေ့ရပါစေ